အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အသက်ထွက်ပေးတဲ့ဆွေးလေးဖြစ်တဲ့ payback ဆိုတဲ့ဆွေးလေးရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အသက်25နှစ်အရွယ်ဆန်းဟာအတိတ်ကဆိုးရပြီးပြင်းထန်လွန်လာတဲ့ဖြစ်ရပ်တွေကြောင့်မိခင်နဲ့ညီဖြစ်သူကိုဆုံးရှုံးခဲ့ရပါတယ်သူဟာပိုးဆောင်ရေးဝန်ထမ်းလေးတဦးအဖြစ်နဲ့ရှင်သန်နေထိုင်ခဲ့ပါတယ်သူ့ရင်ထဲကနောင်တတွေကိုကုစားဖို့ကြိုးစားနေပေမဲ့အတိတ်ကိုသူဘယ်တော့မှမမေ့ပစ်ခဲ့ပါဘူးများမကြမီမှာပဲသူဟာ Dream Entertainment ဆိုတဲ့ entertainment channel တစ်ခုမှအခြေချလိုက်ပါတယ်။သူဟာဒီ Dream Entertainment နဲ့လက်တွဲလိုက်တာဟာကလဲ့စားချေဖို့အတွက်ဖြစ်တယ်လို့ဩဇာအာဏာရှိပြီးဆွဲဆောင်မှုလည်းအပြည့်ရှိတဲ့ကုမ္ပဏီရဲ့ Director တာဝန်ကိုထမ်းဆောင်နေတဲ့ Jay နဲ့နောက်တစ်ခါပြန်လည်တွဲဆုံနိုင်ဖို့အတွက်သူဟာ Dream Entertainment နဲ့လက်တွဲခဲ့တာဖြစ်ပါတယ်။ Jay ဆိုတဲ့ကောင်လေးကတော့ကိုယ့်ရဲ့ခံစားချက်တဲ့လုပ်ငန်းဗျူဟာတွေကိုသာဦးစားပေးတတ်ပြီးပတ်သက်မှုတိုင်းကိုလည်းအပေးယူတစ်ခုလိုသတ်မှတ်ထားတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့အေးဆက်လွန်လာတဲ့အပြင်ပုံပန်းသက်တမ်းတွေရဲ့အောက်မှာတော့ဘသူမှမသိတဲ့နဲ့ဆိုင်လွန်လာတဲ့ဒဏ်ရာတွေရှိနေပါတယ်။ဆန်းရောက်လာတဲ့အချိန်မှာတော့ဂျေးထိန်းချုပ်ထားတဲ့ကဘာကြီးဟာစတင်လှုပ်ခတ်လာပါတယ်။ဂျေးဟာဆန်းရဲ့နောက်ွယ်ကနေထောက်ပံ့ပေးတဲ့စပွန်ဆာတူအဖြစ်ရပ်တည်ရင်ပြိုင်ဆိုင်မှုပြင်းထန်လွန်လာတဲ့ဖျော်ဖြေရေးလောကကြီးမှာသူတို့နှစ်ဦးဟာတယောက်ကိုတယောက်မှီခိုပြီးရှင်သန်လာရပါတော့တယ်။အမုန်းတွေကလက်စားတွေကြားကစတင်ခဲ့တဲ့ဆက်ဆံရေးတစ်ခုဆိုပေမဲ့သူတို့နှစ်ဦးကြားကပွင့်လန်းလာတဲ့တန်ရောစင်ကိုထိန်းချုပ်ဖို့ကတော့အတော်လေးကိုခက်ခဲနေခဲ့ပါတယ်။မပြတ်မသားတန်ရောစင်တွေကြားမှာသူတို့နှစ်ဦးဘယ်လိုရှေ့ဆက်မလဲ။ဆိုင်းရဲ့ကလက်စားချိန်မှုအစီအစဉ်ကရောဘယ်လိုမျိုးဆုံးသက်သွားမလဲဆိုတာကိုတော့ဒီ series လေးမှာကြည့်ရှုခန်းစားကြရမှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုလည်းဒီမှာပဲဆုံးသက်လိုက်ပါမယ်ကြည့်ရှုအားပေးခဲ့ကြတဲ့သူတိုင်းကိုလည်းကျေးဇူးများတင်ရှိပါတယ် channel လေးလည်း subscribe လေးနှိပ်ပေးသွားပြီးတော့ notification ခေါင်းလေးလည်းနှိပ်သွားပေးဖို့လုံးဝမမေ့ပါနဲ့ဦးနော်